Hello မင်္ဂလာပါဒီတစ်ခါတော့ကံမကဘုံနဲ့ပတ်သက်ပြီးတော့အမေးများတဲ့အပိုင်းလေးပေါ့နော်ကံမကဘုံဆိုတာကလေးတွေအတွက်မရှိလုံးဝမဖြစ်မနေသိထားတဲ့အပိုင်းလေးတွေကိုဆက်ပြီးတော့အလုပ်လဲဆိုတော့လေ့လာကြမယ်ကဲအားလုံးမင်္ဂလာပါဒီတစ်ခါအပိုင်း6နေပြီနော်ကံမကဘုံလေးအကြောင်းကိုဆက်ပြီးတော့လေ့လာကြည့်အောင်နော်ကလေးတို့ဒါ chapter 1မှာနည်းနည်းလေးမောအရေးကြီးတဲ့ပိုင်းပေါ့ဒီပိုင်းအပေးများတဲ့ပိုင်းရနော်Lewis structure နဲ့ဒီ chemical bond အကြောင်းကအမေးများတယ်နော်ကဲအဲ့ဆိုရင် chemical bond လို့ပြောလိုက်တယ်မယ်သိထားမယ် chemical bond type of chemical bond ဘယ်နှမျိုးရှိလဲဆိုတော့3မျိုးရှိတယ် ionic bond ရယ် covalent bond ရယ် metallic bond ရယ်နော်ကဲအဲ့ဆိုရင်ပထမဦးဆုံးနေဖြင့် ionic bond အကြောင်းကိုပြောကြည့်ရ ionic bond ion C လို့ခေါ်တယ်နော်သူ့ကိုနောက်တစ်မျိုး ionic bond ကိုနောက်တစ်ခါဘယ်လိုခေါ်လဲဆိုတော့ electrovalent bond လို့လည်းခေါ်သေးတယ်နော်ဒီမှာ ionic bond နောက်တစ်ခုမရေးပြတော့ဘူးနော်ဘယ်လိုခေါ်လဲ electrovalent bond သူက ionic bond ဆိုတာနဲ့မင်းခေါင်းထဲမှာဆွဲနေအောင်မှတ်ထား metal နဲ့ non metal ကိုပေါင်းတယ်နော် metal ဆိုတဲ့ကောင်က electron ကိုပါလောက်လိုက်လေဆိုတော့ပေးလိုက်လို့ positive ion cat ion ကိုဖြစ်ပေါ်စေတယ်နော် non metal ဆိုတဲ့ကောင်က electron ကိုယူတယ်ယူလိုက်တဲ့အတွက်ကြောင့်မလုပ်လဲ negative ion n ion ကိုဖြစ်ပေါ်စေတယ်နံပါတ်3ပြီးတော့4သူက ionic bond ရဲ့သဘာဝအရာ electron တွေကို transfer လုပ်တယ်နော် electron ကို transfer လုပ်တော့ ion ဖြစ်လာတယ်ဘာ ion လဲ cat ion နဲ့ anion positive charge နဲ့ negative charge ဆိုပြီးတော့ဖြစ်လာတယ်နောက်တစ်ခုသူ့ရဲ့ဂုဏ်သတ္တိက positive ion နဲ့ negative ion ဘယ်လိုပေါင်းစည်းသလဲတဲ့ electrostatic attraction ကြောင့်သူတို့တွေကပေါင်းစည်းကြတယ်နော် ionic bond ရဲ့ဂုဏ်သတ္တိတွေကိုပြောပါ property တွေက ionic ဂုဏ်သတ္တိတွေကနော်သူကမာကြောတယ်အရေးပျော်မှတ်ကမြင့်တယ်ရေမှာပျော်ဝင်တယ်မှတ်ပြီနော်ဒါအဓိကအရေးကြီးတဲ့ချက်နောက်တစ်ချက်လာပြီဒါပု္ပ္ပာနေဖြင့်မေးလို့ရတယ် electronegativity ခြားနာခြင်းကသူက 1.8 နဲ့ညီတယ်1.8ထက်ကြီးတယ်နော်တချို့ဒါကကြတော့ guideline နေဖြင့်ဖော်ပြတာနော်တချို့နေရာတွေမှာဆိုရင် electronegativity ခြားနာခြင်းကို 1.7 နဲ့လည်းဖော်ပြကြတာရှိတယ်နော်တို့မြန်မာနိုင်ငံမှာသင်ရိုးဖတ်စာအုပ်ထဲမှာကြတော့ 1.8 ဆိုပြီးတော့တွေ့ရတယ်နော်ကဲအဲ့ဆိုလို့ရှိရင်ပြန်ပြောမယ်နော် ionic bond ဆိုတာနံပါတ်1ချက်ဘာသူနဲ့ဘယ်သူနဲ့ပေါင်းလဲ metal နဲ့ non metal နဲ့ပေါင်းတယ်နံပါတ်2 metal က electron ကိုဘာလုပ်လဲ electron ကိုပေးလိုက်လို့ positive ion ion ဖြစ်ပေါ်လာတယ် positive charge ဖြစ်လာတယ်နော် non metal က electron ကိုဘာလုပ်လဲယူလို့ဘာဖြစ်လာလဲ negative ion anion ဖြစ်လာတယ်အဲ့ဆိုရင်နောက်တစ်ချက် electron တွေကိုဘာလုပ်လဲသူက ionic bond က transfer လုပ်တယ် electron ကို transfer လုပ်လို့ဘာတွေဖြစ်လာတယ်လဲ ion တွေဖြစ်လာတယ်ဘာ ion နဲ့ဘာ ion ဖြစ်လာလဲ4 ion နဲ့အမာ ion cat ion နဲ့ anion positive charge နဲ့ negative charge เนาะအဲ့လိုမှတ်ထားပေးရမယ်เนาะဒါမေးခွန်းတွေမေးလာတဲ့အခါမှာမင်းအလွယ်တကူဖြေနိုင်ရမယ်ဘာကြောင့်ပေါင်းစည်းဘလို့ဂုဏ်သတ္တိတွေကြောင့်ပေါင်းစည်းတယ်လေ electrostatic attraction ကြောင့် ionic bond တွေအဖြစ်သို့ပေါင်းစည်းကြတယ်သူ့ရဲ့ဂုဏ်သတ္တိတွေကမာကြောတယ် hot เนาะရေမှာအရေးပျော်မှတ်ကိုကြည့်လိုက်တယ်အရေးပျော်မှတ်ကဘာလို့လဲမြင့်တယ် higher boiling ဆိုတော့ melting point เนาะ higher melting point ရေမှာပျော်ဝင်တယ် solvent in water electronegativity ကိုကြည့်တဲ့အခါမှာ ionic bond ဒီ 1.8 ထက်ကြီးရမယ်ညီရမယ်တစ်ချက်ဒါကိုမှတ်ရအလွတ်ရအောင်ခေါင်းထဲမှာမှတ်လိုက်ပြန်ဖတ်လိုက်နော်ကဲအဲ့ဒါတို့တွေနောက်တစ်ခုအနေနဲ့ example အနေနဲ့နော်ကြည့်အောင်တစ်ခုလောက် sodium chloride ဆိုကြပါစို့နော် sodium chloride NaCl ကိုကြည့်အောင်နမူနာအနေနဲ့ sodium chloride လို့ပြောလိုက်တာနဲ့ table ဆောက်ပြေးပြီးတော့မြင်လိုက်နော် sodium chloride Na ဒီဘယ်လောက်မှရှိလဲ11နော် Na ဒီဘယ်လောက်လဲ11သူဒီ2တော့8တော့1နော်သူက sodium metal သူက metal နော် sodium ကြည့်အောင် sodium ဆိုတဲ့သတ္တုလေးဒီမှာ metal နော် chlorine ကနံပါတ်70 ဆက်ခွန်မှာရှိတယ်2တော့
8.7 နော်ကဲသူကနည်းမဲ့တယ်ကလိုရင်းဒါကလိုရင်းနော်ကလိုရင်းရေကူးကန်တွေမှာသုံးတာများတယ်နော်ရေတွေကိုကြည်လင်အေးမြရေတွေကိုအယောင်လှအောင်ဘာလို့လဲဆိုတော့ကလိုရင်းထည့်ပြီးတော့ရေကူးကန်တွေမှာသုံးကြတာများတယ်ကလိုရင်းဆိုတာကဲအဲ့ဆိုရင်ဒီမှာသူကမက်တယ်ကအလက်ထရွန်တွေကိုပေးမယ်လို့ပြောထားတယ်တစ်လုံးပေးလိုက်တယ်ပေးလိုက်တော့ဒီ2.8ဆိုပြီးတော့ Na+ ion ဒီ Ne ဆိုတော့နီယွန်ကဲ့သို့ stable ဖြစ်လာတယ်တည်မြဲလာတယ်ဒီမှာဘာဖြစ်သွားပြီလဲပေးလိုက်တော့ positive ion ဖြစ်လာတယ်ဒီမှာကလိုရင်းဒီမှာ9လုံးရှိတယ်2ဒီမှာနှလုံးတွဲ2 4 6ဒီမှာဆိုဒီယမ်စီကတစ်လုံးကိုဘာလုပ်လိုက်လဲ sharing လုပ်လိုက်တယ်အလက်ထရွန်ကိုဘာလုပ်လဲ transfer လုပ်နေပြီနော်အလက်ထရွန်တွေဘာလုပ်လဲ transfer လုပ်နေပြီ sorry sharing မဟုတ်ဘူးနော် transfer လုပ်လိုက်တဲ့အခါမှာပေးလိုက်တယ်ဒီမှာကြာ no sharing နော်တတိထားနော် there's a no sharing နော်အလက်ထရွန် sharing လုပ်တာမဟုတ်ဘူးနော်အလက်ထရွန်တွေဘာလုပ်နေလဲ transfer လုပ်နေတာနော် transfer လုပ်လိုက်တယ်ကဲသူကဒီကောင်ကဘာလဲအလက်ထရွန်တွေကိုယူမှာနဲမဲ့တယ်ဆိုတော့ကလိုရင်းကအလက်ထရွန်ဘာလုပ်လဲယူမှာယူတဲ့အတွက်ကြောင့်ဘာအိုင်ယွန်အမအိုင်ယွန်ဖြစ်လာတယ်เนาะအဲ့ဒါဆိုသူတို့နှစ်ခုပေါင်းစည်းပြီးရလို့ရလာတဲ့ကောင်ကို ionic compound formation ဒီဘာဖြစ်လာတယ် NaC ရဘာကြောင့်လဲ complete transfer တဲ့ transfer လုပ်လိုက်တယ်ဘာတွေကိုလဲ electron တွေကိုတဲ့เนาะ sodium ကဘသူစီကိုလဲ chlorine အတန်စီတို့ sodium အတန်က chlorine အတန်ကို electron ဘာလုပ်လိုက်တာ transfer လုပ်လိုက်တဲ့အတွက်ကြောင့် ionic bond လို့ခေါ်တဲ့ NaCl ဖြစ်လာတယ် sodium chloride เนาะဒီမှာ table စာနမူနာဒါကဘဟုတုထအနေဖြင့်ပြထားတာပုံကเนาะ table စာเนาะမြင်ဖို့ sodium metal ဒီကောင်ကเนาะ sodium metal ဒီကောင်ကကြတော့ chlorine เนาะဒါအဲ့ဆိုရင်ပြန်ပြောမယ်เนาะ sodium metal ဒီ electron ကိုဘာလုပ်လဲပေးတယ်ပေးလိုက်တော့ဘာ ion ဖြစ်လာလဲဒီမှာ positive ion ဖြစ်လာတယ် chlorine ဒီ electron ဘာလုပ်လဲယူတယ်ယူလိုက်တော့ဘာ ion ဖြစ်လာလဲဒီမှာအမ ion ဖြစ်လာတယ်เนาะအဲ့ဒါဆိုရင်ဆရာတို့ကလေးတွေကဘာလဲဆိုတော့ ionic bond အကြောင်းနဲ့ပတ်သက်ပြီးတော့ဒီဟာလေးကိုခေါင်းလေးမှာဆွဲမြဲနေအောင်ဘာလုပ်လဲလေ့လာမေးဆိုလို့ရှိရင် ionic bond နဲ့ပတ်သက်တာကိုမင်းဘာလုပ်လဲအလွတ်ရပြီးတော့မေးခွန်းတွေကိုလေဘာလုပ်လဲဖြေဆိုနိုင်လိမ့်မယ်เนาะအဲ့ဆိုလို့ရှိရင်နောက်တစ်ခါတင်ဆက်မှာတော့ covalent bond ဖြစ်ပါတယ်ဒီတစ်ခါတော့ ionic bond နဲ့ပဲအဆုံးသတ်လိုက်အောင် see you next lesson เนาะနောက် lesson မှာပဲတွေ့ကြရအောင်